မနေ့ပြန်ပန်းကျဲမှာလေသူကချေပဲသမီးတို့ဒီနေ့မမေနဲ့လိုက်ကစမှာဟဲငါတို့အပုတ်ရရအောင်လို့အဲ့လိုပြောလိုက်ဘူးတဲ့ခိကမနေ့ပြန်မှာဒီနေ့မနေ့ပြန်ဘာလို့ဖို့လေတင်တာမစားလို့လားဆိုဟုတ်ဘူးတဲ့ခိကပန်းကျဲပါအော်အေးလို့အမကြီးကလည်းကိုယ်ကနေ့သမီးစီးဖို့လည်းငါဖက်ဝယ်လာတယ်သူကလည်းတော်ချစ်တယ်သူမအောင်ငါ့ကိုလည်းစတော့ကင်ရှာဝယ်ပေးသမ်းပါတယ်စတော့ကင်ဘေးရတယ်စတော့ကင်ဘေးနောက်ပတ်ရှာဝယ်ကောင်းလို့မသိဘူးဆိုပြီးတော့အမေမအားရင်တော့ဖိဖိနာကိုမလေးပဲလိုက်တယ်ဖိခင်တရားရဲ့ဖိတိပြရအောင်ပီတိပြမပြတော့မသိကိုကတော့ဝါဘမှာကိုယ်တငယ်ချင်းတွေပြဝဓာတ်ပုတ်တွေရိုက်ပြီးပဲတေးပေးလိုက်တယ်သူစားနေတာပဲစောင်းနေသူအဲ့လိုပဲကြော့ပြီးပြင်းပြင်းယူသွားတာများပါတယ်အေးတော့ကြော့လိုက်တယ်တခါမှလည်းအဲ့လိုပဲမုတ်ချင်းနှောင်းလားပါချင်းနှောင်းလည်းမသိကြော့ပြီးလဲပြီးမမေခဏပြန်ခစ်တဲ့ဟိုကသူရိုက်လိုက်အောင်မယ်ပြီးပြန်မြပါချင်းနှောင်းနေလားမသိဘူး Exclusively from Golden Valley. ပီတိလေးတော့ရှိတာပေါ့ကိုညမလေးနဲ့တားငယ်နဲ့မင်္ဂလာနေပေါင်းများစွာတိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါမယ် ဟိုကြီးအမထဲမှာဆိုဘလို့ညီမလေးထဲမှာပါလေသူက သူကတော့ဒါဆိုတာပဲစင်စင်ရေးသူရှင်းမာလေးသူကတော့ဟိုငငယ်လေးတွေကလေအိမ်မှာပဲနေဟိုလိုဘောင်းမီပွားယူဝေးပြီးတော့ဟိုကိုရီးယားဖက်နဲ့ကြီးစီနောက်ကတကောက်လိုက်တဲ့ကလေးမျိုးဆိုတော့လေမျက်စိချင်းတွေဘလို့ကြီးသွားမှလည်းမသိလိုက်ပါဘူး အခုချိန်မှာတော့ဒါမလေးတို့စိတ်ချတဲ့ညီမလေးတယောက်ဖြစ်သွားပြီလား ဖြစ်သွားပြီညီမဘာပဲဖြစ်ဟာတော့ဝမ်းသာပါတယ်ညီမလေးတို့ လက်ရှိထဲမှာကလေးလိုပဲဖြစ်တယ် ကလေးလိုပဲဖြစ်နေတာလေသူ့ဟိုကလေးတယောက်လိုပဲမြင်နေတော့လေဘယ်လိုပြောရမှန်းလည်းမသိတော့ကလေးရောဘယ်လိုလုပ်လဲကိုကတော့မနေ့ပြန်ပန်းကျဲမှာလေသူကချေပဲသမီးတို့ဒီနေ့မမေနဲ့လိုက်ကစမှာဟဲငါတို့အပုတ်ရရအောင်လို့အဲ့လိုပြောလိုက်ဘူးတဲ့ခိကမနေ့ပြန်မှာဒီနေ့မနေ့ပြန်ဘာလို့ဖို့လေတင်တာမစားလို့လားဆိုဟုတ်ဘူးတဲ့ခိကပန်းကျဲပါအော်အေးလို့အမကြီးကလည်းကိုယ်ကနေ့သမီးစီးဖို့လည်းငါဖက်ဝယ်လာတယ်သူကလည်းတော်ချစ်တယ်သူမအောင်ငါ့ကိုလည်းစတော့ကင်ရှာဝယ်ပေးသမ်းပါတယ်စတော့ကင်ဘေးရတယ်စတော့ကင်ဘေးနောက်ပတ်ရှာဝယ်ကောင်းလို့မသိဘူးဆိုပြီးတော့အမေမအားရင်တော့ဖိဖိနာကိုမလေးပဲလိုက်တယ်ဖိခင်တရားရဲ့ဖိတိပြရအောင်ပီတိပြမပြတော့မသိကိုကတော့ဝါဘမှာကိုယ်တငယ်ချင်းတွေပြဝဓာတ်ပုတ်တွေရိုက်ပြီးပဲတေးပေးလိုက်တယ်သူစားနေတာပဲစောင်းနေဟုတ်တယ်ပေါ်စီပြောပြီးလိုက်တာမလိုက်ချင်ဘူးအမေကတော့ဝါသနာပါတော့အဆင်ပြေတယ်မလေးကအဆင်မပြေဘူးဟိုနေငါပဲခေါ်နာပါဖြစ်တယ်ညာဖြစ်တယ်နဲ့ပြောပေါ့သူကလည်းနားညီလို့တယ်မဟုတ်ဘူး ကလေးဦးတနေ့ကဝင်းနေလေးသွားတာခလေးကပါလေးနဲ့ကတော့ပြည့်တယ်သူကတော့ပဲလို့ပြောထားတာလေးရှိတော့လေ ဟဲ့လားကတော့နဲ့သူအဲ့လိုပဲကတော့ပြီးပြင်းပြင်းယူသွားတာများပါတယ်အေးတော့ကတော့လိုက်တယ်တခါမှလည်းအဲ့လိုပဲမုတ်ချင်းနှောင်းလားပါချင်းနှောင်းလည်းမသိကတော့ပြီးလဲပြီးမမေခဏပြန်ခစ်တဲ့ဟိုကသူရိုက်လိုက်အောင်မယ်ပြီးပြန်မြပါချင်းနှောင်းနေလားမသိဘူး အဲသူ့ရဲ့မိခင်တက်တာရအောင်ထိလို့ရတယ် မရဘူးဒီကတက်တာတွေကိုအကုန်ထဲတော့တာပဲစစ်ထားတာတော်တော်များနေပြီသူတို့ရှာတတ်တယ်ဟိုတော့ကိုကလည်းငငယ်တော့ဟိုဘောနော်သူငငယ်လေးတော့ကတော့ဟိုတော့ဒီနေ့ကျရင်ငါသမီးလေးကိုငါဘယ်လိုရှာကျွေးရပါမလဲကိုကစဉ်းစားတာကိုသမီးလည်းအဆင်ပြေသွားပြီဒါပေမဲ့အေးလည်းသူအဆင်ပြေပြီးရ ဘာလို့ဖြစ်နော်သူ့ရဲ့ vlog လေးတွေကိုချစ်ကြရဲ့ပြည်သက်တွေကြတော့ ဟုတ်တယ်ကျေးဇူးတင်ပါတယ်လို့သူ့ကလေးကိုချစ်ပေးကြတဲ့အတွက်